မျက်နှာအသားကြီးကိုကျွန်တော်တင်းတင်းချင်းဖြစ်အောင်ကြိုးထိုးတယ်ဆိုတဲ့ကုသမှုကကျွန်တော်တို့အလှပရေးရဆေးခန်းတွေမှာအလုံများတဲ့ကုသမှုတွေကတစ်ခုဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်ကြိုးထိုးတာနဲ့ပတ်သက်ပြီးတော့ဒီမျက်နှာအသားကြီးတင်းတင်းချင်းဖြစ်အောင်ပြုလုပ်တဲ့ဒီကြိုးသေးပေါ့မိုနိုကောလာဂျင်လို့ခေါ်တဲ့ကြိုးသေးထိုးတာရဲ့နောက်မျက်နှာရဲ့ဒီအရေးကြောင်းတွေကိုလျော်နှဲသွားအောင်လို့မျက်နှာကိုပင့်တင်ပြီးတော့ထိုးတဲ့ကြိုးကြီးထိုးတာပေါ့နော်ဒီနှစ်ခုအကြောင်းကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်။လူတွေကဒီကြိုးတွေကိုဘာကြောင့်ထိုးကြတာလဲပေါ့။ဘာကြောင့်ကြိုးထိုးတာလဲဆိုတော့ကျွန်တော်တို့အသက်အရွယ်တကူရလာတဲ့အခါမှာကျွန်တော်တို့ရဲ့မျက်နှာတို့လည်ပင်းတို့မှာရှိရဲ့ဒီအရေပြားကိုတင်းရှင်းနေအောင်ထိန်းပေးထားတဲ့ collagen ဓာတ်တွေ elastin ဓာတ်တွေနောက် hyaluronic acid ပေါ့နော်ဒီလိုဓာတ်တွေကတဖြည်းဖြည်းနဲ့လျော်နှဲလာတဲ့အတွက်ကြောင့်မို့လို့ဒီအရေပြားတွေကလျော်ရဲလာတယ်တင်းတင်းရင်မရှိတော့ဘူးပြောင်တင်းတင်းမရှိတော့ဘူးပြီးတော့အရေးကြောင်းသေးသေးလေးတွေစပြီးတော့ပေါ်လာတယ်ဒီလိုမျိုးအိုမင်းချင်းရော်တဲ့လက္ခဏာတွေကိုကျွန်တော်တို့ကရောပါတက်တာခြင်းနဲ့ပျောက်ခြင်းတဲ့အတွက်ကြောင့်မို့လို့ဒီကြိုးထိုးတဲ့ကုသမှုကိုပြုလုပ်ကြတာဖြစ်ပါတယ်ကြိုးထိုးတဲ့အခါမှာဘလို့အာနိသင်တွေရလဲဆိုတော့အဲ့ဒီကြိုးတွေကကျွန်တော်တို့အရေပြားထဲမှာရှိရဲခုနကပြောတဲ့အရေပြားကိုတင်းချင်းအောင်ထိန်းပေးတဲ့ collagen တို့ elastin တို့နောက် hyaluronic acid တို့ဒီဓာတ်တွေကိုလှုံ့ဆော်ပေးတယ်အများကြီးထွက်လာအောင်လှုံ့ဆော်ပေးတယ်အဲ့ဒီခါမှာကျွန်တော်မျက်နှာအသားကြီးကတင်းတင်းရင်ပြန်ဖြစ်လာတာပေါ့ပထမဆုံးကျွန်တော်ဒီကြိုးသေး mono collagen thread ကြောင့်အရင်ဆုံးပြောပြပါမယ်အဲ့တော့ဒီကြိုးသေးလေးတွေဆိုတာကကျွန်တော်တို့မျက်နှာရဲ့ဒီအရေပြားအတွင်းအပေါ်ယံအလွှာတွေကိုကျွန်တော်ထိုးထည့်ရတာအဲ့တော့သူ့ကိုထိုးထည့်ဖို့အတွက်ဆိုရင်ဒီကြိုးရဲ့အရွယ်စားတော်တော်လေးသေးတယ်ဒီကျွန်တော်တို့ရဲ့သပင်အလုံးထက်ပိုသေးတယ်အဲ့ကောင်လေးမှာကြိုးတစ်ချောင်းဆိုရင်အက်လေးတစ်ချောင်းနဲ့ပေါ့အဲ့လေးနဲ့ကျွန်တော်တို့ကမျက်နှာအသားရည်တွေကိုအရေပြားတွေကိုထိုးထည့်ရတယ်မထိုးခင်မှာကြိုးသေးမထိုးခင်မှာကျွန်တော်မျက်နှာကိုထိုးစေးလိမ့်တယ်နိုင်ဝက်45မိနစ်လောက်ထိုးစေးလိမ့်ပြီးတော့မှကျွန်တော်ထိုးကနေမှလည်းရေခဲကပ်ပြီးတော့ထိုးတာပေါ့နာကျင်မှုကတော့တော်တော်နည်းတယ်တချို့ဆိုရင်ဒီနာကျင်မှုလောက်ကိုတိတ်ပြီးတော့မပြောပါလောက်ဘူးနော်တချို့ကတော့ဒီနာမာကိုကြောက်တဲ့သူတွေကတော့ဒီထိုးသွားတဲ့ sickness နာကျင်မှုတို့တော့နာတယ်လို့ဒီခံစားတဲ့သူတွေလည်းရှိတယ်အဲ့တော့နာကျင်မှုကတော့နည်းနည်းပဲရှိတယ်အဲ့တော့ဒီကြိုးလေးတွေကျွန်တော်ထိုးလိုက်ခြင်းအပြင်ခုနကပြောတဲ့ collagen နဲ့ elastin နဲ့ hyaluronic acid တွေထွက်လာပြီးတော့မျက်နှာအသားကြီးပြန်ပြီးတင်းရင်အောင်တင်းရင်သွားစေတယ်မျက်နှာအသားကြီးရော်ရဲနေရကိုတင်းပြောင်တင်းလေးသူကဖြစ်သွားစေတယ်နောက်တစ်ခုကအရေးကြောင်းသေးသေးလေးတွေရှိတယ်ဆိုရင်လည်းအဲ့ဒါလေးတွေကိုကြော်ပါစေတယ်နောက်ချွေးပေါက်ကျတဲ့သူတွေဆိုရင်လည်းဒီချွေးပေါက်လေးတွေပြန်ပြီးတော့ကျင်းသွားစေတယ်ပေါ့ဒီလိုမျိုးဒီကြိုးသေးလေးတွေကျွန်တော်တို့ထိုးပြီးပြီဆိုရင်အဲ့ဒီကြိုးတွေကိုတချို့တွေကပြန်ထုတ်ရမှာလားဒီကြိုးတွေကဘယ်ရောက်သွားမှလဲသိချင်ကြတဲ့သူတွေရှိဒီကြိုးတွေကပြန်ထုတ်เสียမလို့သူခန္ဓာကိုယ်ရဲ့ကျွန်တော်စနစ်နဲ့ဒီကြိုးတွေနဲ့ကသိပ်ပံနေကြပါတော့သူက compatible ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေက3-4လလောက်တင်ပါတယ်သူကပျော်သွားပြီးတော့ပျောက်ကွယ်သွားမှာဒါပေမဲ့သူတို့ပျော်သွားပြီးပျောက်ကွယ်သွားပြီမဲ့သူတို့ဒီကိုက်ပြီးတော့လှုံ့ဆော်ပေးခဲ့တဲ့ဒီ collagen ဓာတ်တွေ elastin ဓာတ်တွေကတော့ကျွန်တော်ဆက်ထွက်နေမှာအဲ့တော့ဘယ်လောက်ထိခံလဲဆိုရင်ဒီကြိုးတွေက1နှစ်ခံရှိရယ်2နှစ်ခံရှိရယ်အဲ့တော့ဒီကျွန်တော်တို့အများစုကတော့ဒီ PDO ကြိုးတွေဆိုရင်တော့1နှစ်ခံပေါ့အဲ့တော့1နှစ်ခံဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ခန္ဓာကိုယ်ရဲ့ metabolism မတူတဲ့အတွက်ကြောင့်မို့တချို့ကြောင့်လည်း6လလောက်မှာအနိသင်ရော့လာရင်6လလောက်ကြာရင်တခါပြန်ထိုးကြတာမျိုးလည်းရှိရယ်ပေါ့တချို့ရောက်လည်း1နှစ်ထိခံတယ်ဆိုရင်ကျွန်တော်1နှစ်ကြာမှနောက်တစ်ချိန်ပြန်ထိုးကြတယ်ပေါ့ဒီကြိုးတွေကိုတစ်ခါထိုးပြီးဆိုရင်အများတန်းထိုးရမှာလားဆိုအဲ့လိုလည်းမဟုတ်ဘူးဒါကိုကဒီ result ကိုကြိုက်တယ်ထပ်ထိုးချင်တယ်ဆိုရင်ထိုးလို့ရတယ်မကြိုက်ဘူးမထိုးဘူးဆိုလည်းဘာမှကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကပြောင်းလဲမှာမဟုတ်ဘူးသူအုံမင်းချင်းရောအသက်ကြီးလာရင်တော့ဒီအုံမင်းရောရဲ့လက္ခဏာတွေကတော့သူ့ဟာနဲ့သူဖြစ်နေမှာပေါ့အဲ့တော့ကြိုးတစ်ခါထိုးပြီးအများတန်းထိုးရမှာလားဆိုရဲဆိုရင်စိတ်လေကျွန်တော်တို့ရှိစရာမလိုအဲ့တော့ကိုထိုးချင်ထိုးလို့ရတယ်ကိုမထိုးချင်ဆိုတစ်ခါပဲထိုးပြီးတော့ထပ်မထိုးချင်လည်းရတယ်ဒါတော့ကိုသဘောနဲ့ပဲဆိုင်နေပေါ့အဲ့တော့တစ်ခါထိုးပြီးအများတန်းလိုက်ထိုးနေရမယ်ဆိုတဲ့ဟာမျိုးမရှိဒီအာနိသင်ကျွန်တော်ဘယ်ချိန်မှစမြင်ရမလဲဆိုတော့ဒီတလာခွဲလောက်ဆိုရင်သူ့ရဲ့အာနိသင်ကျွန်တော်ကောင်းကောင်းတွေ့ရတယ်ကြိုးသေးလေးတွေထိုးပြီးတော့တလာခွဲ2လလောက်ဆိုရင်ဒီမျက်နှာလေးကပို့ပြီးတော့အရင်အထက်တင်းတင်းဖြစ်လာမယ်အရေးကြောင်းလေးတွေရောပါလာမယ်ချွေးပေါက်လေးတွေကျဲတယ်ဆိုရင်တက်တာလာမယ်ပေါ့ဒါကြိုးသေးထိုးတာနောက်တစ်ခုကကျွန်တော်ကြိုးကြီးထိုးတာကြိုးကြီးကိုကြာကျွန်တော်တို့ကဒီ cord thread လို့ခေါ်တယ်ပေါ့မျက်နှာကိုပင့်တင်ကြိုးပေါ့ဒီမျက်နှာပင့်တင်ကြိုးကြတော့ကျွန်တော်အဓိကဘာလို့လိုချင်တာလဲဆိုတော့ခုနကကျွန်တော်ကြိုးသေးတုန်းကဒီမျက်နှာကိုတင်းတင်းရင်းလေးဖြစ်ချင်တာဒီကြိုးကြီးကြတော့မျက်နှာရဲ့ဒီအရေးအကြောင်းတွေပေါ့အောက်ကိုတွဲကြနေတဲ့အရေးအကြောင်းတွေဆိုအပေါ်ပြန်ပြီးမတင်လာဆိုတော့ဖြစ်တဲ့အတွက်ကြောင့်မို့ကြိုးကြီးထိုးတာကကျွန်တော်အပေါ်ကိုပင့်တင်တဲ့အာနိသင်ကိုရကျင်တာအဲ့တော့ lifting effect ကိုရကျင်တာပေါ့ဟိုမှာကျွန်တော်တို့ဒီအသက်ကြီးလာပြီဆိုရင်ဒီနှာခေါင်းပွေးမှာရှိတဲ့ smile line ကြီးလာတယ် smile line တွေကြီးလာလို့ရှိရင်ဒီကဂျိုင်တွေလို့ဖြစ်နေအောင်နောက်ဒီပါးစပ်ဘေးမှာရှိတဲ့ marionate line လို့ခေါ်တဲ့ line တွေလည်းကြီးလာပြီးတော့ဂျိုင်တွေလို့ဖြစ်လာတယ်မေးရိုးတစ်လျှောက်မှာရှိတဲ့အရေပြားတွေတွဲကြပြီးတော့ကျွန်တော်တို့ရဲ့ဒီမျက်နှာအသားရည်အောက်ကိုတွဲကြတယ်အဲ့လိုတွဲကြနေတဲ့ဟာတွေကျွန်တော်အပေါ်ပြန်ရအောင်လို့ဒီကြိုးထိုးပြီးတော့ပြန်ပြီးတော့ပင့်တင်တဲ့သဘောမျိုးပေါ့ဒါကိုကျွန်တော်ကကြိုးကြီးထိုးတယ်လို့ခေါ်တယ်အဲ့တော့ကြိုးကြီးထိုးရင်ရောနာလားဆိုတော့အဲ့တော့ကြိုးကြီးထိုးမှဆိုကျွန်တော်ကပုံမှန်အားဖြင့်တော့တစ်ဖက်ကို3ချောင်းလောက်ထိုးရဲဆိုရင်
ဥပမာကျွန်တော်ကဒီအပေါက်လေးတစ်ပေါက်ဖောက်ရတယ်ပေါ့နော်ဒီထုံးသေးထိုးတယ်ထုံးသေးထိုးပြီးအပေါက်လေးတစ်ပေါက်ဖောက်တယ်ပြီးတော့အဲ့အပေါက်ထဲရိုက်ပြီးတော့ကြိုးကြီးထိုးရတာအဲ့တော့ဒီဘယ်အချိန်မှနာလဲဆိုတော့ထုံးသေးထိုးတဲ့အချိန်မှာဒီဆေးထိုးတဲ့လောက်တော့နာတတ်တယ်ထုံးသေးထိုးလိုက်ပြီဆိုရင်ကျွန်တော်ထုံးသေးနည်းနည်းအောက်ထိုးလိုက်လို့ရှိရင်စူးကနေဖြစ်ပြီးတော့နည်းနည်းအောက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကကြိုးထိုးတဲ့အချိန်မှာတော့မနာတဲ့လောက်ပဲပေါ့နော်အဲ့တော့ကြိုးကြီးအာနေတင်အောင်ကျွန်တော်ဘယ်လောက်ခံလဲဆိုရင်ဒီသူ့ရဲ့ကြိုးမျိုးစားမှာမူတည်ရအဲ့တော့ဒီ PDO ကြိုးတွေဆိုရင်ကျွန်တော်တစ်နှစ်ခံတယ်နောက်2နှစ်ခံတဲ့ကြိုးတွေလည်းရှိတယ်အဲ့တော့ဒီတစ်နှစ်ခံတဲ့ကြိုးကလည်းခုနကကျွန်တော်ပြောသလိုပဲလူတစ်ယောက်နဲ့တစ်ယောက်တော့မတူဘူးပေါ့တချို့ကြောင့်လည်း6လလောက်မှသူ့ရဲ့အာနေတင်တစ်ဖြည်းဖြည်းလျော့လာတာမျိုးလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုမျိုးကျွန်တော်တို့ကကြိုးကြီးထိုးပြီးဆိုရင်လည်းပဲဒီကြိုးကြီးကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဒီသူ့ဟာသူအချိန်တန်လို့ရှိရင်ပျော်သွားမယ်ပျောက်ကွယ်သွားမယ်အဲ့တော့ကြိုးကြီးထိုးတာလည်းကျွန်တော် lifting effect လည်းရတယ်ဒီကျွန်တော်တို့ရဲ့ရောတွဲကြနာတွေအပေါ်ကိုအားတင်ပေးတယ်ပြင်သူကလည်း collagen ထွက်အောင်လို့လည်းလှုံ့ဆော်ပေးတယ်ပေါ့အဲဒီခါမှာဒီအပေါ်ကိုလည်းကျွန်တော်တို့ကဒီတွဲနေရာတွေပင့်တင်တယ်လို့မျိုးညနာအတင်းတင်းရှင်းလေးလည်းပိုပြီးဖြစ်စေရပေါ့အဲ့တော့ဒီကြိုးကြီးကြတော့ဘယ်သူတွေပိုကြိုက်လဲဆိုတော့အသက်နည်းနည်းရလာပြီးတော့အရေးချောင်းကြီးအရန်ထင်းနေတဲ့သူတွေကကြိုးကြီးထိုးရတာပိုကြိုက်တယ်ကြိုးသေးကြတော့အသက်ကြီးတဲ့သူတွေလည်းကြိုက်တယ်လူငယ်တွေလည်းကြိုက်တယ်တချို့လူငယ်တွေဆိုရင်သူတို့ရဲ့မျက်နှာကိုglow ဖြစ်နေအောင်တင်းပြောင်ပြီးတော့တောက်ပနေအောင်ဒီလိုမျိုးဖြစ်ချင်တဲ့သူတွေလည်းကျွန်တော်ကြိုးသေးလေးတွေကျွန်တော်ထိုးကြတယ်နော်ခုလောက်ဆိုရင်ကျွန်တော်ဒီမျက်နှာကိုကြိုးထိုးတဲ့ကုသမှုဒီကြိုးသေးနဲ့ကြိုးကြီးပေါ့နော်ဒီကုသမှုတွေကြောင့်သိရှိသွားဗီဒီယိုယူဆပါတယ်ကျွန်တော်ရဲ့ဒေါက်တာအောင် Viber နဲ့ Telegram Channel တွေမှာလည်းပဲဒီအလှပရန်နဲ့ဆိုင်တဲ့ဘိုးတူတာတွေနောက်အထွေထွေကျမ်းမာရေးဘိုးတူတာတွေကိုအများအားမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel တွေကိုမ join ရသေးဘူးဆိုရင် join ထားဖို့အကြံပြုပါတယ်အခြားလူတွေသိအောင်လည်းဒီဗီဒီယိုကိုမျှဝေပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်